ဖွားအိုကြီးဟာအံ့ဩတုန်လှုပ်စွာနဲ့တတိထားမိလိုက်တယ်။သူ့လိုလိုက်ဆုံးဖြစ်တဲ့မြစ်လေးဟာထမင်းစားတိုင်းရတာရှိတဲ့ပစွန်ထုတ်ကြီးကိုသူ့ရှေ့ပဲအမြဲဆွဲယူထားတတ်ပြီးတောရွာကလာတဲ့အိမ်အကူရဲ့သားလေးကတော့အဖွားကိုထိုင်ဖို့ကူညီပေးတဲ့အပြင်အစားအစာတွေကိုလည်းမရက်မနားထည့်ပေးနေခဲ့တယ်။သူ့ရဲ့အပြုအမူတွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပျောက်ဆုံးသွားခဲ့တဲ့အဖွားရဲ့မြေးဖြစ်သူနဲ့တပုံစံလေးတူနေခဲ့ပါတယ်။အစပိုင်းမှာတော့အဖွားအိုကြီးကဒါဟာတိုက်ဆိုင်မှုတစ်ခုလိုပဲထင်ခဲ့တာပါ။တရက်မှာတော့မြစ်လေးကတခြားကလေးနာတယောက်ကိုနှိပ်စက်နေတာကိုတွေးလိုက်ရတဲ့အထိပါပဲမြစ်ဖြစ်သူရဲ့တခြားသူတွေအပေါ်အပြစ်ပုံချတတ်တဲ့စိတ်နေစိတ်ထားကအဖွားကိုအလွန်ပဲစိတ်ပြတ်သွားစေခဲ့တယ်။သူ့မိသားစုကမျိုးဆက်အလိုက်ယဉ်ကျေးတိမ်မွေ့ပြီးဆုံးမသွန်သင်မှုရှိတဲ့မိသားစုဖြစ်ပြီးယိုသိမ်မှုနဲ့နှိမ်ချမှုကအရေးကြီးဆုံးဖြစ်ပါတယ်။ဒီလောက်အလိုလိုက်ခံထားရပြီးစိုးသွန်းတဲ့ကလေးတယောက်ကိုဘလို့များပြုစုပြောထောင်ခဲ့ကြလဲဆိုတာသူနားမလည်နိုင်အောင်ဖြစ်ခဲ့ရတယ်။ဒါပေမဲ့အဖွားအိုကြီးကအဲ့ဒီကလေးနှစ်ယောက်ရဲ့လက်ကောက်ဝတ်မှာလာချမ်းပုံစံမဲ့ရှိနေတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူသဘောပေါက်သွားခဲ့ပါပြီ။ဒီကလေးနှစ်ယောက်ကဖူမိသားစုရဲ့တကယ်အမွေခံစစ်စစ်တွေဖြစ်နေခဲ့တာပါဟာတကယ်ကိုကြီးမားတဲ့တိုက်ဆိုင်မှုကြီးပါပဲတကယ်တော့ CEO ဟာမတော်တဆမှုတစ်ခုကြောင့်ပဒင်ပေါ်မှာလဲလျောင်းနေခဲ့ရတာ10နှစ်တောင်ရှိခဲ့ပါပြီအဲ့ဒီ10နှစ်အတွင်းမှာသူ့ဇနီးကသူ့ကိုဘယ်တော့မှစွန့်ခွာမသွားခဲ့ပါဘူးကလေးတွေကိုကျွေးမွေးဖို့အတွက်အလုပ်သုံးခွင်လုပ်ခဲ့ပြီးခင်မွန်းဖြစ်သူအတွက်လည်းနေတိုင်းကုထုံးတွေလုပ်ပေးခဲ့ပါတယ်သူမရဲ့မိဘတွေတောင်တမက်ဖြစ်သူကိုကူညီဖို့အတွက်သူတို့အိမ်ကိုရောင်းချခဲ့ကြတယ်သူတို့သမီးလေးဒီ10နှစ်အတွင်းမှာဒုက္ခတွေအများကြီးခံစားခဲ့ရတယ်လို့သူတို့ထင်ခဲ့ကြတာပါဒါပေမဲ့သူတို့မသိခဲ့တာကအဲ့ဒီတမက်ဟာအချမ်းသာဆုံးဖူမိသားစုရဲ့အမွေခံဖြစ်နေခဲ့တာကိုပါပဲဒီနှစ်တွေအားလုံးမှာအဖွားအိုကြီးဟာသူ့မြေးကိုရှာဖွေဖို့ဘယ်တော့မှမရက်နာခဲ့ပါဘူးမြေကြီးကို3မီတာအထိတူးဆွပြီးရှာရရင်တောင်ရန်စုကိုရှာဖွေမယ်ဆိုပြီးစုချင်းငွေကိုဘီလီယံ3000အထိတိုးမြင့်ခဲ့ပါတယ်ကြားတယ်မလားဒါပေမဲ့ငွေတွေဘလောက်ပဲသုံးပါစေသူရှိနေတဲ့နေရာကိုအရေးအယောင်တောင်မသိခဲ့ရပါဘူးအိမ်စေအုပ်ကဖူမိသားစုရဲ့မျက်နှာသာပေးမှုကိုရဖို့အတွက်တဲလွန်စာအများကြီးကိုစုံစမ်းခဲ့ပြီးသူ့ရဲ့ကိုပိုင်သားကိုမြစ်အဖြစ်ဟန်ဆောင်ခိုင်းဖို့လွတ်ခဲ့တာပါအဖွားအိုကြီးဟာစိတ်နှလုံးကောင်းလွန်းတာကြောင့်သူ့ရဲ့တကယ်မြစ်စစ်စစ်မဟုတ်ဘူးလို့တန်တရားဝင်ခဲ့ပေမဲ့လည်းဒုက္ခရောက်နေတဲ့ကလေးတယောက်ကိုသူကျွေးမွေးဆောက်ရှောက်လိုက်ရင်ကဘာပေါ်မှာဒုက္ခရောက်မဲ့ကလေးတယောက်ကျော်သွားလိမ့်မယ်လို့တွေးခဲ့ပါတယ်စားပါကျေးဇူးတင်ပါတယ်အဖွားတရက်မှာတော့အမျိုးသမီးတယောက်ဟာကလေးနှစ်ယောက်နဲ့အတူဖူမိသားစုစီမှာအိမ်ကိုလှုပ်လာလျှောက်ခဲ့ပါတယ်ဒါပေမဲ့လူဒန်းစားခွဲခြားတတ်တဲ့လုံခြုံရေးဝန်ထမ်းကသူတို့ကိုတကားဝမှာတားဆီးပြီးဒီမှာကအိမ်ကိုလှုပ်ဖို့တောင်တက္ကသိုလ်မဟာဘွဲ့လိုအပ်တယ်လို့ပြောခဲ့တယ်ရက်လိုက်ပါသူကတောရွာကလာပြီးစာတော်မဖတ်တတ်ပဲနဲ့သူ့ရဲ့အနှောက်အယှက်တွေနဲ့အတူဒီကနေထွက်သွားဖို့ပြောခဲ့တယ်ပါရှင်ကလူတွေကိုဒီလိုဘလို့များအထင်သေးရတာလဲဘာဖြစ်လဲဒီလိုပဲအထင်သေးတာဘာဖြစ်လဲအဲ့ဒီအချိန်မှာပဲအဖွားအိုကြီးကတကားဝါကစူညံတန်တွေကိုကြားလိုက်ရတယ်အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့အပြင်မှာရှိနေတဲ့ကလေးကသူ့မြေးငယ်ငယ်တုန်းကနဲ့တပုံစံနဲ့တူနေတာကိုတွေ့လိုက်ရတယ်ဒါကြောင့်တကားဝစီကိုအပြေးအလွှားထွက်လာခဲ့ပါတယ်ကလေးရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာတော့အဖွားအိုကြီးဟာသူ့မြေးပြန်ရောက်လာပြီဆိုတာသိလိုက်ရပါပြီအချိန်ကြာကြီးကြာမှပြန်လဲဆုံတွေ့ရတဲ့စိတ်လှုပ်ရှားမှုကြောင့်အဖွားအိုကြီးဟာအဲ့ဒီနေရာမှာတင်မေ့လဲသွားခဲ့တယ်အိမ်စီအုပ်ကသူ့သားကိုအဖွားအားပြန်ပြေးလာအောင်မုံသွားပေးဖို့ပြောခဲ့တယ်။ဒါပေမဲ့စိုးသွန်းတဲ့ကလေးကတော့အဲ့ဒါကိုတလုတ်သေးနဲ့တယောက်တည်းစားပစ်လိုက်ပါတယ်။အဲ့ဒီအစားအိမ်ကူရဲ့သားလေးကတော့ဆိုင်ကိုအပြေးလွှားသွားပြီးသူ့ရဲ့ကိုယ်ပိုင်စုဘူးငွေလေးနဲ့အဖွားအိုကြီးအတွက်နှုတ်ခဲမုံအချို့ကိုဝယ်ပေးခဲ့တယ်။အဖွားအိုကြီးတတိယလာတဲ့အချိန်မှာသူတို့ကသူ့ကိုကူညီခဲ့မှန်းသိသွားခဲ့ပြီးကျေးဇူးတင်တဲ့အနေနဲ့အဲ့ဒီအမျိုးသမီးကိုဒီမှာအလုပ်လုပ်ဖို့လက်ခံလိုက်ပါတယ်။အဲ့ဒီရင်ကျေးတဲ့ကလေးနှစ်ယောက်ကိုသူအလွန်သဘောကျသွားခဲ့တယ်။ဒါပေမဲ့အိမ်စီအုပ်ကသူ့သားနေရာပျောက်သွားမှာကိုကြောက်ရွံ့တာကြောင့်အော်ဟစ်ပါတော့တယ်သခင်မကြီးဘဲကမှန်းမသိတဲ့ဒီတောသားတွေကြောင့်နောက်မှအိမ်ထဲကပစ္စည်းတစ်ခုခုပျောက်သွားရင်ဘယ်လိုလုပ်မလဲဖူမိသားစုမှာအိမ်စေအုပ်တယောက်ကဆုံးဖြတ်ပိုင်ခွင့်ရှိတာဘယ်တော့ကလေးကလည်းတောင်းပန်ပါတယ်သခင်မကြီးကျွန်တော်စကလုံးသွားပါတယ်အဲ့ဒီနောက်အဖွားအိုကြီးကကလေးနှစ်ယောက်ကိုမြစ်ဖြစ်သူနဲ့အတူလိုက်ပါသွားဖို့ခိုင်းစေခဲ့ပြီးဒီကလေး3ယောက်လုံးကိုအညီမျှဆက်ဆံရမယ်လို့အိမ်စေအုပ်ကိုအမိန့်ပေးခဲ့တယ်အိမ်စေအုပ်ကသဘောမတူပေမဲ့လည်းအဖွားအိုကြီးကအမိန့်ပေးထားတာကြောင့်နာခံဖို့ပဲရှိပါတော့တယ်အဲ့ဒီနောက်မြစ်ဖြစ်သူကသူ့ရဲ့ရေဒီယိုကွန်ထရိုကားလေးကိုဒါဟာဒစ္စနီရဲ့ကန့်သက်ထုတ်ကုန်ဖြစ်တယ်ဆိုပြီးကြွားဝါနေခဲ့တယ်ညီမဖြစ်သူကအဲ့ဒါကိုသဘောကျသွားခဲ့တယ်မောင်ဖြစ်သူကသူ့ညီမကိုတိုးတိုးလေးပြောလိုက်တယ်သူပတ်စံရှာမနိုင်တဲ့ခါကျရင်အဲ့ဒါထက်ပိုကောင်းတာကိုဝယ်ပေးမယ်လို့ပေါ့စိုးသွန်းတဲ့ကလေးကအဲ့ဒါကိုကြားတော့ control ကိုကျမ်းပြင်ပေါ်လွှင့်ပစ်လိုက်ပြီးကစားနေရင်သူတို့ဖျက်ဆီးပစ်လိုက်တာပါဆိုပြီးဆွဆွဲပါတော့တယ်အိမ်စီအုပ်ကသူတို့ကိုရိုက်နှက်ဖို့ပြေးဝင်လာခဲ့ပေမဲ့အဖွားအိုကြီးကအချိန်မီရောက်လာပြီးတားဆီးခဲ့တယ်သခင်မကြီးဒီကလေးနှစ်ယောက်ကကျွန်တော်သားကိုစပြီးနှောက်ယှက်တာပါဒါကြောင့်ကျွန်တော်ကလေးနှစ်ယောက်ကဆက်ပြီးနေထိုင်ခွင့်ရဖို့အတွက်ရင်ကျေးပြူငါစွာတောင်းပန်ခဲ့ရပါတယ်ဒါပေမဲ့အဖွားအိုကြီးကကလေးတွေဒဏ်ရာရသွားလားဆိုတာကြည့်ဖို့အနာတိုးသွားတဲ့အချိန်မှာတော့သူတို့ရဲ့လက်မောင်းမှာရှိတဲ့လာချမ်းပုံစံမဲ့ကိုရုတ်တရက်မြင်လိုက်ရတယ်အဲ့ဒီမဲ့ကသူ့မြေးရဲ့မဲ့နဲ့တပုံစံလေးတူနေခဲ့တာပါအဲ့ဒီအချိန်မှာပဲသူ့နှလုံးသားထဲမှာအဖြေရှိသွားခဲ့ပါပြီဒါကြောင့်အဖွားအိုကြီးကကလေးမသိအောင် DNA စစ်ဆေးဖို့အတွက်သပင်အချို့ကိုနှုတ်ယူလိုက်ပါတယ်ညစာစားချိန်ရောက်လာခဲ့ပြီးကလေးလေးကဖူမိသားစုရဲ့ဂုံတိတ်ခါနဲ့ညီအောင်အလွန်ပဲရင်ကျေးတိမ်မွေးတဲ့အမူအရာနဲ့ပြုမှုနေခဲ့တယ်။ဒါပေမဲ့အိမ်စေအုပ်ရဲ့သားကတော့တကယ်တောင်းစားသူတယောက်လိုယွန်စရာကောင်းအောင်စားတောက်နေခဲ့တယ်။အဲ့ဒီနောက်အဖွားအိုကြီးကကလေးတွေကိုသူတို့အဖေဘယ်မှာလဲလို့မေးလိုက်ပါတယ်။သမီးလေးကသူ့အမေကိုကယ်တင်ရင်းနဲ့သူ့အဖေတတိလမိမျောနေခဲ့တာလို့ပြောပြခဲ့ပြီးသူ့အမေကစေကူသားစရိတ်တွေပေးဆောင်ဖို့အတွက်ဒီမှာအလုပ်လုပ်နေတာလို့ပြောခဲ့တယ်။ဘလောက်တောင်စိတ်သက်ပြင်းထန်လိုက်လဲသမီးတို့အဖေရဲ့ဓာတ်ပုံရှိလားအဖွားကိုပေးကြည့်ပါဦးအဖွား။အားအိုကြီးကတစိမ့်ပါတဲ့အဝတ်စားတွေကိုဝတ်ဆင်ထားပါတယ်။